ဇလန်အစမှာတော့မြို့တော်ရဲ့အကြီးအကဲတွေဟာအခန်းတစ်ခုထဲမှာစိုးရိမ်တကြီးနဲ့တိုင်ပင်နေကြပါတယ်ကြီးကမ်းမျိုးနွယ်စုဝင်ကောင်လေးကတော့မတ်တက်ရက်ရဲ့အခြေအနေကိုစောင့်ကြည့်နေပြီးဝန်ပူလွေမျိုးနွယ်စုကောင်းဆောင်ကလည်းစပွဲပေါ်ကမြေပုံကိုကြည့်ကတစ်ခုခုကိုစဉ်းစားနေပုံရပါတယ်ဝစ်စုံဖြူနဲ့ကောင်မလေးကစာအုပ်ပေါ်မှာတစ်ခုခုကိုရေးမှတ်နေတော့လေတူးကရုတ်တရက်အေးဆက်သွားပါတယ်အဲ့ဒီအချိန်မှာပဲတကားဝါကနေအမဲရောင်အတောင်ပံတွေရှိတဲ့ကြီးကမ်းကောင်လေးကအခန်းထဲကိုအရေးတကြီးပြန်ဝင်လာပါတယ်တပြိုင်နက်တည်းမှာပဲအခြားဝန်ပူလွေလူငယ်တယောက်ကအခန်းတကားကိုဝုန်းကနေတုံးဖွင့်ပြီးအမောတကောပြေးဝင်လာကကိစ္စချောပြီးပြဿနာတက်ကုန်ပြီလို့အော်ဟစ်အကြောင်းကြားလိုက်ပါတော့တယ်ပြဿနာကဘာလဲလို့မေးလိုက်တဲ့အခါလူငယ်ကမြို့လေကွင်းပြင်မှာလူတယောက်ကကောလာဟာလာတွေရှောက်ဖြတ်နေတယ်လို့ပြောပါတယ်သူတို့ကောင်းဆောင်တွေတုံးဆွဲနေတဲ့မိကြောင့်နတ်ဖျားတွေအမျက်ထွက်ပြီးမြို့ထဲကိုကက်ယောဂါတွေကြားရောက်နေတာဖြစ်ကြောင်းဒီတိုင်းဆက်နေရင်အားလုံးတေကုန်ကြလိမ့်မယ်လို့ဝါဒဖြန့်နေတာကြောင့်မြို့သူမြို့သားတွေအားလုံးထိတ်လန့်ပြီးပစ္စည်းတွေထုတ်ကာထွက်ပြေးဖို့ပြင်ဆင်နေကြပါပြီမြို့လေကွင်းပြင်ကစင်မြင့်ထက်မှာတော့ဝိယုံချုံထားတဲ့လှုပ်ဝက်ဆန်းကျဲဝန်ပလွေလူငယ်တယောက်ကဒါဟာတားရဲနတ်ဖျားရဲ့အမျက်တော်ပဲမင်းတို့အားလုံးဒီမှာဆက်နေရင်တေးရလိမ့်မယ်လို့လူအုပ်ကြီးကိုဆက်လက်လုံစော်ခြောက်လန့်နေပါတယ်လူကြီးကလည်းကြောက်လန့်တကြားနဲ့ဘာလို့ရမှန်းမသိဖြစ်နေကြတဲ့အချိန်မြေခွေးနာရွက်နဲ့ကောင်မလေးတယောက်ကလူအုပ်ကြားထဲကနေတက်တိရှိရှိရှေ့ထွက်လာပြီးမင်းလိန်နေတာပဲလို့အော်ဟစ်တားဆီးလိုက်ပါတယ်သူမကစင်ဘော်ကလူကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးဒါဟာနတ်ဖျားရဲ့အမျက်တော်ကြောင့်ဖြစ်တဲ့ကက်ယောဂါမဟုတ်ဘူးတစုံတဦးကရည်ရွယ်ချက်ရှိရှိအစိတ်ခတ်ခဲ့တာလို့ပြောပြီးမြေကြီးထဲကထွက်ပေါ်လာတဲ့အစိတ်ပင်တွေကိုတက်တေအဖြစ်ပြသလိုက်ပါတယ်စင်ဘော်ကဝိယုံကျုံသမားကအေးဆက်ဆက်အပြုံးနဲ့မင်းမှာဘာတက်တေရှိလို့လဲလို့မေးခွန်းထုတ်လိုက်တဲ့အခါကောင်မလေးကသူ့မကင်ထားတဲ့ကပီးပြားကိုမြှောက်ပြလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီကပီးပြားပေါ်မှာဘာသာသားမှရေးမထားတာကြောင့်ဝိယုံကျုံသမားကကြည်စမ်းသူမကိုယ်တိုင်တော့ဘာမှမသိပဲရှောက်ပြောနေတာလို့လူထုကိုပြန်လှည့်စားပြီးရေမောလိုက်ပါတယ်ဒါပေမဲ့ဆက်ရှင်ကဒီမာရင်ရက်မသွားပါဘူးဝစ်စုံဖြူဝစ်စင်ထားတဲ့အမျိုးသမီးကငါမှာတော့တက်တည်ရှိတယ်လို့ပြောပြီးဆေးခွက်တွေကိုကင်ဆောင်ထားတဲ့အမျိုးသမီးအဖွဲ့နဲ့အတူရောက်ရှိလာပါတယ်သူမကဒါဟာကက်ယောဂါမဟုတ်ပဲခါတက်တော်မြက်ပင်ကနေဖော်ဆက်ထားတဲ့အစိတ်ဖြစ်ကြောင်းပြက်ပြက်တသားဖွင့်ချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစိန်နာရွက်နဲ့တက်ကြီးဝါကြီးအဖိုးတို့တူကလည်းတက်တည်အထောက်ထားတွေနဲ့အတူလူအုပ်ကြားထဲကနေစင်းမြင့်စီကိုတင်းငင်းစွာရှောက်လန်းလာပါတော့တယ်မြေခွေးနာရွက်နဲ့ကောင်မလေးတယောက်ဟာမြို့သူမြို့သားတွေရှေ့မှာအစိတ်ပင်တွေထည့်ထားတဲ့ခွက်ကိုကင်ပြီးအမှန်တရားကိုတက်တည်ပြဖို့ရှေ့ထွက်လာပါတယ်ကျမ်းပြင်ပေါ်မှာလည်းအစိတ်ခတ်သူခြံထားခဲ့တဲ့တက်တည်အထောက်ထားခြေရလက်ရာတွေပစ္စည်းတွေပြန့်ကျဲနေပါတယ်ဝိယုံနဲ့စိန်နာရွက်ရှိတဲ့တက်ကြီးဝါကြီးတူကဒါဟာမျိုးလေးကိုအစိတ်ခတ်တဲ့သူခြံထားခဲ့တဲ့အထောက်ထားပဲလို့ပြောပြီးတက်တည်ပြလိုက်တဲ့အခါလူထုကြားထဲမှာရုပ်တဲဖြစ်သွားပါတယ်ဒီရာဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတာရဲနဲ့ဖျားဖွဲ Beast Cult လုပ်ခဲ့တဲ့လုပ်ရတဲ့အတိုင်းတထေရတဲ့တူညီနေတာကြောင့်အားလုံးကထိတ်လန့်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲဝန်ပလွေနာရွက်နဲ့ဝစ်စုံဖြူဝစ်စင်ထားတဲ့အမျိုးသမီးတယောက်ဟာမှတ်တမ်းစာအုပ်ကြီးတအုပ်ကိုကင်ဆောင်ပြီးရောက်ရှိလာပါတယ်သူမကပြန်ငါမှလည်းတက်တည်ရှိသေးတယ်လို့ပြောပြီးမကြသေးခင်ကအစိတ်မိထားတဲ့သူတွေအားလုံးဟာတူညီတဲ့ရေကန်တစ်ခုတည်းကရေကိုတူညီတဲ့အချိန်မှာတောက်တုံးခဲ့ကြတာဖြစ်ကြောင်းတက်တည်ပြလိုက်ပါတယ်ဒါဟာနတ်ဖျားရဲ့အမျက်တော်ကြောင့်ဖြစ်တဲ့ကက်ယောဂါမဟုတ်ပဲတစုံတဦးကရည်ရွယ်ချက်ရှိရှိရေကန်ထဲကိုအစိတ်ခတ်ခဲ့တာဖြစ်ပါတယ်ဆေးပင်တွေနဲ့တက်တည်ပြချက်တွေကြောင့်မြို့လေကွင်းပြင်ကဆင်းရင်ပုံမှာဝါဒဖြန့်နေတဲ့ဝိယုံနဲ့လူငယ်ဟာအကြံဖန်လုပ်ထားတာပေါ်သွားပြီးမျက်နှာပြတ်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲကျိုးကွင်းကြီးတစ်ခွေကိုကင်ဆောင်ထားတဲ့ခဏကိုထွားချိုင်းတဲ့လူတန်ကြီးတယောက်ကရှေ့ထွက်လာပြီးတကယ်တက်တည်ကတော့ဒီကောင်ကငါ့ကိုမြင်တာနဲ့အလန့်တကြားထွက်ပြေးတာပဲလို့ပြောပြီးလူထုရှိမှလှောင်ပြောင်လိုက်ပါတယ်လူတန်ကြီးရဲ့စကားကြောင့်တမျိုးလုံးကလူတွေကဝိယုံနဲ့သမားကိုဝိုင်းပြီးတယောလောင်ပြောင်ကြပါတယ်အရှက်ရပြီးဒေါသထွက်သွားတဲ့ဝိယုံနဲ့သမားဟာစင်ဘော်ကတက်တာတွေကိုခြေကန်ပြီးလူအုပ်ကြားထဲကနေအမြန်ဆုံးထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားပါတော့တယ်အဲ့ဒီလိုထွက်ပြေးသွားတဲ့ဝိယုံနဲ့သမားနောက်ကိုအမဲရောင်အတောင်ပံတွေရှိတဲ့ကြီးကမ်းမျိုးနွယ်စုဝင်ကောင်လေးတယောက်ကအိမ်ခေါင်မိုးတွေပေါ်ကနေလေဟုန်စီးပြီးလျင်မြန်စွာလိုက်လံဖမ်းဆီးပါတယ်နောက်ဆုံးမှာတော့ပြေးစရာမြေမရှိတော့တဲ့ဝိယုံနဲ့သမားကိုကြီးကမ်းကောင်လေးကလေပေါ်ကနေဒိုင်မင်ထိုးဆင်းပြီးနှိမ့်နှင်းဖမ်းဆီးလိုက်နိုင်ပါတော့တယ်မင်းကိုမိပြီးဆိုတဲ့စကားလုံးနဲ့အတူဗီဒီယိုဖိုင်ကစိတ်လှုပ်ရှားစွာပြီးဆုံးသွားပါတယ်